မင်္ဂလာပါအခုကတော့နိုင်ငံခြား movie recap video တွေကိုမြန်မာအတန်နဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ရှင်းပြမှာဖြစ်ပါတယ်ဒီလူငယ်လေးကတော့ခေတ်တစ်ကနေရှေ့ခေတ်စီကိုအချိန်ခီးသွားပြီးရောက်ရှိသွားခဲ့တာပါသူရောက်ချင်းမှာပဲအစိုးရကနေဇနီးမယားတွေအခမဲ့ဝေပေးနေတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ရဲ့အလှပဆန်တုန်းကတော့ဒီလိုဗီဒီယိုလုပ်တဲ့နေပေါ့နော်အဲ့တော့လိုအပ်တာကဘာလဲဆိုတော့ကျွန်တော်ဒီ Gemini application ရဲ့နောက်တစ်ခုကကျွန်တော်ဒီ video editing လုပ်တဲ့ application ပေါ့နော်ကျွန်တော်ဒီမှာတော့ InShot application ကိုသုံးထားတယ်တခြား application တွေသုံးလို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဘာလုပ်ထားလဲဆိုတော့ကျွန်တော်ဒီနိုင်ငံခြား movie recap video တစ်ခုပေါ့နော် video တစ်ခုကျွန်တော်ဒီ TikTok ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီကနေ share ပြီးတော့ကျွန်တော် download ဆွဲလိုက်ပါ download ဆွဲပြီးတော့ပြီးဆိုရင်ကျွန်တော်ဒီ Gemini ပေါ့နော် Gemini ကိုဝင်လိုက်ပါโอเคဝင်သားပြီဆိုရင်ကျွန်တော်ဒီအပေါင်းတစ်ချက်နှိပ်ပြီးကျွန်တော်ဒီ gallery ကနေခုဒီ movie recap video လုပ်မဲ့ကျွန်တော် video ရွေးလိုက်ပေါ့နော်โอเคဒီတိုင်းလေးရေးလိုက်ရေးပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာဗာရေးရမလဲဆိုတော့ကျွန်တော်ဒီ movie recap အတွက်ပေါ့နော် view လုပ်ပေးပါပေါ့နော်ဒီတိုင်းလေးရေးလိုက်ရေးပြီးသားပြီဆိုရင်ကျွန်တော်ဒီရဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးကျွန်တော်ဒီနားလေးမှာခဏစောင့်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာမြန်မာစာ script လေးရပြီပေါ့နော်ဒီတိုင်းလေးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးတွေကို copy ယူမယ်ပေါ့နော်အဲ့တော့ copy ယူမယ်ဆိုရင်ကျွန်တော်ဒီနားလောက်ကစားပါနော်အဲ့တော့ဖြည့်လိုက်မယ်ဖြည့်ပြီးတော့ကျွန်တော်ဆက်လက်ပေးလိုက်မယ်နော်ဆက်လက်ပေးပြီးတော့ဒီတိုင်းလေးပေါ့နော်ဟုတ်ပြီအဲ့တော့ဆက်လက်ပေးလိုက်မယ်ပြီးရင် copy ယူလိုက်မယ်အဲ့တော့ဒီအောက်ကဟာတွေကျတော့သူကဒီ script အတွက်အကြံပြုချက်တွေပေါ့နော်ဒီထိပဲသူကဒီ script မြန်မာစာ script ကကျွန်တော်ဒီနားလေးထိပဲပေါ့နော်အဲ့တော့ဒီ script ကိုတော့ဒါ copy ယူပြီးသွားပြီပေါ့နော် copy ယူပြီးသွားပြီဆိုရင်ကျွန်တော်ဒီ script ကိုဒါ AI နဲ့ကျွန်တော်ဒီအတန်ပြောင်းအောင်ပဲပေါ့နော်အဲ့တော့ AI နဲ့အတန်ပြောင်းမယ်ဆိုရင်ကျွန်တော်ဒီ Google Chrome ပေါ့နော် Chrome ဝင်လိုက်ပါOkay Chrome ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက် chat ပေါ့နော် chat မှာ VOICERTOOL ပေါ့နော် Visor 2လို့ရေးလိုက်ပါရေးပြီးကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးကျွန်တော်ဒီအပေါ်ဆုံးကကျွန်တော်ဒီ Visor 2ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ခုနကတော့ copy ကူလာတဲ့ဟာကိုကျွန်တော်ဒီထဲမှာ paste ချလိုက်မယ်နော်အဲ့တော့ဒီစလုံးရေးကသူကဒီမှာဆိုစလုံးရေး9000ထိရတယ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်ဒီဖြည့်ရမယ့်ဟာလေးရှိတယ်ပေါ့နော်ဖြည့်ရမယ့်ဟာဆိုတော့ကကျွန်တော်ဒီသူက script ရေးလိုက်တဲ့အခါမှာကျွန်တော်ဒီ minute ပေါ့နော်ကျွန်တော်ဒီ video ရဲ့ minute လေးတွေပါနေတယ်အဲ့ဒါလေးတွေကျွန်တော်ဖြတ်ပေးမယ်နော်ဟုတ်ပြီတခြားကျွန်တော်ဒီမလိုတဲ့စာတွေလည်းဖြတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီ script အတွက်အကြံပြုချက်ဆိုတာကကျွန်တော်ဒီ copy ယူတော့ပါလာတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ်နော်ဒီပဲပေါ့နော်ဟုတ်ပြီဒါကကျွန်တော်ဒီ video ရဲ့ကျွန်တော်ဒီမြန်မာစာ script ပေါ့နော် okay ဒီတိုင်းလေးရပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော် language ပေါ့နော် language လေးရွေးမယ်အဲ့တော့ language ကကျွန်တော်ဒီမှာ Burmese လို့ရေးထည့်မယ်နော် BURMESE Burmese ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီအတန်ကကျွန်တော်ဒီမှာတီဟာရနီလာရပေါ့နော်ယောက်ျားလေးတန်သုံးခြင်းလဲဆိုတီဟာကိုသုံးမိန်းကလေးတန်ဆိုရင်နီလာကိုသုံးပေါ့နော်အဲ့တော့ဒီမှာတော့ယောက်ျားလေးတန်ပဲသုံးမယ်ပြီးရင်ကျွန်တော်ဒီဘက်ကကျွန်တော်ဒီအဆက်လေးတွေပေါ့နော်အဆက်လေးမြင်းချောင်းလေးရှိတယ်အဲ့လေးတစ်ချက်နှိပ်ပြီးကျွန်တော်ဒီမှာ speed လေးရွေးလို့ရတယ်နော်ကျွန်တော်ဒီမှာ speed ကကျွန်တော်40လောက်ထားလိုက်မယ်နော်ဒါကတော့ကိုကြိုက်တယ်လို့ပြန်ပြီးတော့ပြင်လို့ရတယ်နော်ဒါကိုလည်းကျွန်တော်ဒီမှာ15လောက်ထားလိုက်မယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဒီရဲ့ generate speed ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒါလေးကိုခဏစောင့်ပေးမယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာ audio generate successfully ဆိုဖြစ်သွားရင်အောက်ကိုနည်းနည်းဆွဲကြည့်လိုက်မယ်ပြီးရင်ကျွန်တော်ဒါလေးပေါ့နော်ချမ်းသာပြီးအောင်မြင်နေတဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့လက်ထောက်နော်အဲ့ဒါလေးကိုကျွန်တော် download ဆွဲမယ်ပေါ့နော် download ဆွဲမယ်ဆိုရင်ကျွန်တော်ဒီမှာမြားလေး outside နဲ့ရှိရဲဒါလေးကိုတစ်ချက်နှိပ်လိုက်ကျွန်တော်ဒီမှာ download ဆွဲနေနော်ဒီမှာ download complete ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုရင်ကျွန်တော်ဒါပြန်ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ video နဲ့ကျွန်တော်ဒီခုနကတော့အတန်လောက်ထားတဲ့ကျွန်တော် file နဲ့ကိုဒါ video edit လုပ်မှာပေါ့နော်အဲ့တော့ InShot ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီ video တစ်ချက်နှိပ်မယ်အဲ့ဒီမှာကျွန်တော်ဒီ video ပေါ့နော်ကျွန်တော်ဒီ movie recap ကိုကျွန်တော်မြန်မာစာပြုလုပ်မဲ့ video လေးရွေးလိုက်မယ်ရွေးပြီးသားပြီဆိုရင်ကျွန်တော်ဒီရဲ့ audio တစ်ချက်နှိပ်မယ်နှိပ်ပြီး music ပေါ့နော် music ကိုတစ်ချက်နှိပ်မယ်ချမ်းသာပြီးအောင်မြင်နေတဲ့အဲ့ဒီမှာခုနကတော့ Visor 2နဲ့ပြုလုပ်ထားတဲ့ကျွန်တော်ဒီ audio ပေါ့နော် audio ကိုကျွန်တော်ဒီအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ဝင်နှိပ်ပြီးကျွန်တော်ဒီအောက်နောက်ဆုံးနားလေးကိုတစ်ချက်သွားကြည့်လိုက်နော်ဒီမှာဆိုရင်ကျွန်တော် Visor 2မှာတော့ဒီအတန်လောက်ထားတာကများနေရပေါ့နော်အဲ့တော့များနေဆိုကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ဘာလို့ဆိုတော့ကျွန်တော်ဒီဟာလေးကို play လိုက်မယ်ဆိုတော့ဒီဗီဒီယိုကကျွန်တော်ဒီပြောင်းသွားတဲ့ရုပ်ပုံနေနဲ့အတန်နဲ့ကကျွန်တော်မကိုက်မညီတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုညီအောင်လုပ်ပြီးမယ်နော်အဲ့တော့ကျွန်တော်ဒီ audio တန်လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီရဲ့ကျွန်တော်ဒီမှာ speed ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးကျွန်တော်ဒီမှာ speed ကိုနည်းနည်းလေးချိန်ပေးလိုက်မယ်နော်ပြီးရင် margin နှိပ်လိုက်မယ်အဲ့တော့ဒီမှာဆိုတာနည်းနည်းလေးညီနေပြီပေါ့နော်အဲ့တော့ speed လေးနည်းနည်းထပ်ချိန်မယ်အဲ့တော့ speed ကိုတစ်ချက်နှိပ်မယ်နှိပ်လိုက် 1.2 လောက်ထားလိုက်မယ်နော်အဲ့ဒါဆိုတော့ဒီမှာညီသွားပြီပေါ့နော်အဲ့ဒါထပ်ညီကျင်တယ်ဆိုရင်တော့နည်းနည်းလေးထပ်ညီပြီးလိုက်ဒါဆိုရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ play ကြည့်မယ်နော် The rich woman saw the embroidery on the assistant's sleeve. ဟုတ်ပြီအဲ့တော့အတန်ကဘယ်လိုဖြစ်နေရလဲဆိုတော့ကျွန်တော်ဒီ video ရဲ့မူရင်းအတန်လည်းပါနေပါတော့ video တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ
volume ဆိုရှိတယ်ဒါလေးကို0ထားလိုက်ဒါမူဒီ video original ရဲ့မူရင်းအတန်ဖြောက်လိုက်တာပေါ့နော် ချမ်းသာပြီးအောင်မြင်နေတဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့လက်ထောက်ဖြစ်သူရဲ့အကြည့်လက်မောင်းပေါ်ကရွှေရောင်နှုတ်ပုံစံထိုးထားတဲ့ပန်းထိုးဒီဇိုင်းကိုမြင်လိုက်ရတဲ့အခါမှာတော့အရန်ကိုအံ့ဩသွားပါတယ်။ဘာကြောင့်လဲဆိုတော့ခိုင်းနေပါတယ် ဟုတ်ပြီနော်အဲ့တော့ export ထုတ်မယ်ဆိုရင်တော့ကျွန်တော်ဒီရဲ့ export ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီရဲ့ export ကနေနှိပ်လိုက်ရတယ်ဟုတ်ပြီနော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မှထင်ပါတယ်